တော်လေးကိုစိုးရတဲ့ဖြစ်ရက်တာရင်ဖြစ်သူကမိခင်ရင်ဖြစ်သူကိုအရမပြုကျင်ခဲ့တယ်ဖြစ်သွားတာကတော့ထိုင်းနိုင်ငံမှာ14ရက်နေ့ကဖြစ်သွားတာဘလို့ဖြစ်တာလဲဆိုတော့တာဖြစ်သူရဲ့အသက်က49နှစ်မိခင်ဖြစ်တဲ့သူရဲ့အသက်က82နှစ်မိခင်ဖြစ်သူကတခြားရွာကအမျိုးစီကိုအလဲသွားနေတော့ည8နာရီမှာမိခင်ဖြစ်သူကိုတာရင်ဖြစ်သူကလာကြိုမယ်ဆိုပြီးဖုန်းဆက်ပြောလာခဲ့တယ်မိုးရီရွာနေကြကြောင့်မိခင်ဖြစ်သူကလာမကြိုဖို့တားကိုပြောခဲ့ပေမဲ့တာဖြစ်သူကည9နာရီမှာဆိုင်ကယ်နဲ့ရောက်လာတာကြောင့်မိခင်ဖြစ်သူကပြန်လိုက်သွားခဲ့တယ်တာဖြစ်တဲ့သူကရွာပြန်နေကြလမ်းအတိုင်းမပြန်ဘဲတခြားလမ်းကပြန်ပြီးတောထဲတနေရာရောက်တော့မိခင်ကိုဆွဲခေါ်ပြီးအဲ့လိုမျိုးလုပ်ခဲ့တယ်မိခင်ဖြစ်သူကတာဖြစ်သူကိုရှ िख ိုးတောင်းမှန်ပြီးမလုပ်ဖို့ပြောခဲ့ပေမဲ့မရဘူးတောထဲမှာဖြစ်တာဆိုတော့မိခင်ဖြစ်သူကခုကရမဲ့ပြီးတာဖြစ်သူရဲ့အဲ့လိုမျိုးလှုပ်ချင်းကိုခံခဲ့ရတယ်လို့မိခင်ဖြစ်သူကပြောပြတယ်တာဖြစ်သူကသူ့ဆန္ဒပြီးမြောက်သွားတော့မိခင်ဖြစ်သူကိုအိမ်မြန်ပို့တဲ့မိခင်ဖြစ်သူကအိမ်ရင်းရောက်ချင်းအမျိုးတွေကိုလာခေါ်ဖို့ပြောပြီးတားလုံးရက်ကိုခွင့်မလွတ်နိုင်တာကြောင့်ရဲကိုချက်ချင်းတိုင်ခဲ့တယ်တာဖြစ်သူကလည်းမူးနေတာကြောင့်ကာမစိတ်ဖြစ်ပေါ်လာပြီးမထိန်မိလိုက်နိုင်တာကြောင့်ကျူးလွန်မိကြောင်းဝန်ခံခဲ့တယ်ထိုင်းရဲတပ်ဖွဲ့ကတော့ဒီလောက်ရဟာကြိုတင်ကြံစည်မှုဖြစ်ပြီးပတ်ဝန်းကျင်အတွက်အန္တရာယ်ရှိတယ်လို့ဆိုပြီးတရားခံဖြစ်သူကိုလူသားမဆန်မှုအဓမ္မပြုကျင့်မှုတို့နဲ့ဖမ်းဆီးခဲ့တယ်လို့သိရတယ်